ဝင်မင်္ဂလာပါဒီဝီချန်နယ်ရဲ့ကျွန်တော်ပြန်လဲပြီးတော့ချိုးဆိုလိုက်ပါလားခင်ဗျာဒီနေ့လဲဘောလုံးဂိမ်းပဲဆော့ရရင်နော်မမိုက်ပါလေဒီမှာတော့ရှိုးလိုက်ပါရှိုးလိုက်ဒီမှာလာရရှိရအောင်မာဒီမဲဟူးမနေခေါ်ရအင်္ဂလိပ်တွေလည်းချီပွဲလဲရှိဘယ်ကလာရင်းပွဲစဉ်လေးကိုစားလိုက်ပါပြီခင်ဗျာဒီနေ့ပွဲစဉ်ကမနေ့ကကန်တဲ့ပွဲပဲပေါ့နော်မနေ့ကလည်းတင်းနဲ့ကန်တာဟုတ်နော်ခဏပွဲစဉ်လေးစားပြီဆိုမနေ့ကတင်းနဲ့ပြန်မကန်ချင်းဆိုတော့နောက်တစ်တင်းတော့ထပ်ပြောင်းလိုက်ဘယ်ရင်းနဲ့မကန်ချင်းဆိုရင်ပွဲစဉ်နဲ့ထပ်ကန်နေရတယ်Stand up all together now. One voice, one truth, one sound. Nobody gonna turn us down. Let's start a revolution. Stand up all together now. One voice, one truth, one sound. Nobody gonna turn us down. တကယ်ဒီနေ့ကတော့မြန်မာနဲ့မကန်ပြရတော့နော်မြန်မာမနေ့ကလည်းကန်ပြတာဆိုတော့ဗျာကျွန်တော်ဒီနေ့ကတော့နောက်2တင်းနဲ့ထပ်ကမယ် Manchester Blue နဲ့ Manchester Blue နဲ့ Wolverhampton ထိုးနဲ့ကြရမှာခင်ဗျာအဲ့လိုပွဲနေလို့ဆိုတော့ကျွန်တော်ရဲ့တဲ့ Manchester Blue ဖြစ်ပါတယ်ပွဲနေလေးမှာစားလိုက်ပါတယ်ခင်ဗျာမပါတော့လူလဲကျင်လဲရပါတယ်လဲတော့ပါဘူးစားပြီးတော့ပွဲစီလို့စားလိုက်ရအောင်မင်းနေတော့ဝင်သွားပါခင်ဗျ It's on. The game will be quite fierce and unpredictable. You never know what will happen today. ခွန်းနဲ့ဝင်ရောက်လာပါပြီ Manchester Blue Wolverhampton Let's see the manager's choices. Manchester Blue လာပါတယ်ခင်ဗျာ Wolverhampton မလို့ပွဲစီလို့စားလိုက်ရအောင်စတင်ကြပါပြီခင်ဗျပေးလိုက်ပြီးဆွဲလာတယ် Manchester Blue ရလာတယ်။ဒီနေ့မှာ Manchester Blue ရရှိလာတယ်ခောက်လိုက်ပါတယ်ခင်ဗျာ။ရှော့နောက်တစ်ချက်အမ Manchester Blue Manchester Blue လက်ထဲမှာဘောလုံးကဆက်လက်ရောက်ရှိနေပါလေ။ဝိုးပါဦးခင်ဗျာ။ဝိုးတောင်ကြောပါလေအချိန်လေးနည်းနည်းလွန်သွားပါလေ Manchester Blue ။ဘောချင်းလေးပြန်စားလိုက်အောင်။ဟုတ်ရဲ့ဟိုဘက်ဘဲမရပါဘူးဟိုဘက်ဘဲလို့ပေးနေကျွန်တော် Manchester Blue ကလည်းရှာရှိလာပါလေ။ဦးဆောင်လာတယ်လို့ဒူကူ Manchester Blue တဲ့ဒူကူဦးဆောင်လာတယ်ဘောလုံးကဦးဆောင်လာပါလေကန်တွင်းလိုက်တယ်ကိုရတယ်ခင်ဗျာဒူကူ Manchester Blue တဲ့မှာကိုရပါတယ်ခင်ဗျာဒူကူပါခင်ဗျာ Opening phase of the game complete. Promising signs from both sides. လာတယ်ဗျာလာတယ်လိန်ခါ
block လာတယ်ဗျာကဲစက္ကန့်ဟိုဘက်ကိုဘောလုံးမေးရဝေးလာပါလေမင်းတို့ဘောလုံးရမလားငါတို့ပဲရမလားမြောင်ဟိုနေကောင်းဟိုပါဘူးဟိုဘက်ကကျွန်တော်ရဲ့ဂိုးသမားလေးတော့လုံးဝကိုမရပါဘူးခင်ဗျာနော်ကျွန်တော်ဂိုးကတော့မဝင်သွားပါဘူးဟိုဘက်ချော်ထက်သွားပါလေပေါ့ကျွန်တော်တို့တင်းမဂိုးလာသွင်းလည်းမရပါဘူးခင်ဗျာဝေါပေးလိုက်တယ်ယူလားရပါပြီဆွဲလာတဲ့ Manchester Blue ကမမိုဆွဲလာတဲ့မမိုပဲတိုက်စစ်ကြီးပြန်လူသွားပါတယ်ခင်ဗျာလိုက်တာမြောက်ဘူးလိုက်မင်းတို့ကောက်ဘူးလေမကိုပါဘူးကျွန်တော်တို့ရဲ့ဂိုးသမားကိုဘယ်လို့မှရှင်မြိုင်လို့မရပါဘူးခင်ဗျာဘလို့ပုတ်ထုတ်လိုက်တာလေကျွန်တော်ဘက်ကဂိုးသမားကြီးရှင်မြိုင်လို့မရပါဘူးကျွန်တော်တို့ဘက်ကဂိုးသမားကြီးလောရှင်မြိုင်လို့မရတော့ပါကန်သွင်းလိုက်ပါပြီ Manchester Blue တရားမရပါနဲ့မရပါဘူးကျွန်တော်တို့ရဲ့ဂိုးသမားဘလို့မှရှင်မြိုင်လို့မရပါဘူးဂိုးသမားပုတ်ထုတ်လိုက်ပါတယ်ခင်ဗျာဝိုင်းနေပြန်စားလိုက်အောင်စားလိုက်ဆွဲလိုက်ကျွန်တော်လိန်ခောက်လိုက်ပါဘာလုံးဂိမ်းထဲမှာမလောရပါဘူးဗျနော်ဟိုဘက်ရားတယ်ပါလေခုနကကျွန်တော်လောလိုက်လို့ဟိုဘက်ရားသွားတယ်နှစ်ခါတော့ဒါပေမဲ့မကိုးရပါဘူးကျွန်တော်တို့ရဲ့ဂိုးသမားဘလုံးမှရှင်းလို့မရပါဘူးခုကတော့ကျွန်တော် Manchester Blue တွေက1-0နဲ့ရရှိသွားပါတယ်တိုက်စစ်ကြီးပြန်လှူလို့မို့လေရလာManchester Blue တွေဘောလုံးကိုဦးဆောင်နေတာပဲဖြစ်ပါတယ်ခင်ဗျဦးဆောင်နေပြီ Gonzalez ဦးဆောင်လာတဲ့လိမ့်လိုက်ပါတယ်ခင်ဗျဂိုးလေးကိုသွင်းမလဲဂိုးနာကိုရောက်ရှိလာပါပြီဟိုဘက်ကခြေတော့ပါဖြတ်လို့ဟိုဘက်ရတယ်ကျွန်တော်ဒီဘက်တရားဘရိတ်လူသွားပါ Good ball movement and a decent ဒါပေမဲ့လေဟိုဘက်ကပေးလိုက်ပေးမယ်ကျွန်တော်တို့ Manchester Blue တရားပဲရရှိပါလေဘောလုံးကိုဦးဆောင်နေတာ Manchester Blue တရားဖြစ်ပါတယ်ခင်ဗျတွဲလိုက်ပါပြီမကိုးပါဘူးများဘောလုံးလေးနဲ့လည်းချေချော်ပွဲနေလို့ပြန်စားလိုက် launching it long ကဲManchester Blue ကဟိုဘက်ကဂိုးသမားပေးတယ်ကျွန်တော် Manchester Blue တင်ရမယ်ရရှိသွားတာဖြစ်ပါတယ်ကျွန်တော်ခြေတော့မင်းတို့ကောင်မျိုးတွေကတွင်းသွားတာရမလား Manchester Blue တင်ဘောလုံးကိုဦးဆောင်လာတာဖြစ်ပါတယ်ခောက်တယ်ပထမပိုင်းကပြောပါပြီဒုတိယပိုင်းလေးကိုစောင့်မျှော်ပေးကြပါဦးခင်ဗျာပထမပိုင်းမှာကန်သွားတဲ့ဟာလေးတွေကိုကြည့်ရှုပေးကြပါဦးဒုတိယပိုင်းရင်ကြရင်ပြီးလာပါမယ်ခင်ဗျာနော်ကြည့်ကြပါဦးဆိုတော့ကောင်းတယ်နော်1-0နဲ့ပထမပိုင်းမှာတော့ Manchester Blue တင်းကတော့ 1-0နဲ့တိတ်သွားပါတယ်နော်ဟုတ်တယ်ဒုတိယပိုင်းလေးကိုစားလိုက်အောင်ကိုယ်နဲ့ပြန်ဝင်လာကြပါပြီခင်ဗျာ Manchester Blue တင်း Wolverhampton boss နော်တူနေပါတော့ဘာကျွန်တော်ကိုဝိုက်တော့ဟိုတော့မလို့ဝေးလာပါလားခင်ဗျာလုံးပေးလိုက်ရပါတယ်ရလာမှန်ကြသလား Blue တင်းအဲ့လိုလာလို့မရဘူး Blue တင်း Manchester Blue တင်းဆိုတာဂိုးတွေဦးဆောင်တာဂိုးပါတော့ Manchester Blue တင်းဂိုးလာပါတယ်ဒီကွာကလေးနဲ့တွင်းသွားတာဖြစ်ပါတယ်ခင်ဗျာဘလို့တော့လာလိုက်တာဗျာနော်ဘလို့လေးတွင်းသွားလာလိုက်တာနော်လာလိုက်တာဟိုဘက်ပဲဘောလုံးရရှိတာပါဖြစ်ကြမှာအမေမဲလေဒီဘက်ဆွဲလာလို့ကျွန်တော်တို့ Manchester Blue တရားပဲရရှိသွားတယ် Manchester Blue တရားဘောလုံးကိုဦးဆောင်သွားပါတယ်ခင်ဗျာဆွဲလာပါတယ် Manchester Blue တရားManchester Blue တရားဆွဲလာပြီးမှလည်းမရရှိပါဘူးဘောလုံးကိုသွင်းလိုက်တာဟိုဘက်က nice one 2/3 of the match complete fascinating tactical battle ကျေးဇူးပဲလို့ oh they lose ခုနကဂိုးသွင်းလိုက်တဲ့ဒိုကူပဲပြန်ရတယ်ဆွဲလာတယ် position here
Manchester Blue တဲ့ဆွဲလာတယ်ဟာမရပါဘူးခင်ဗျာ Nice. ဟာလီကလေးထိပါ Good ball movement and a decent position here. ဆွဲလာပါလေခင်ဗျာဆွဲလာပါလေ Strikes it မ in ရ the ပါဘူး box. ဆွဲလာပြီမဲ့လေမရချိလိုက်ပါဦးခင်ဗျာကဲပွဲစဉ်လေးစားလိုက်ပါမယ် Trying to find the target အာ man. မင်းတို့လားလို့မင်းတို့တင်လားမချက်တာဘလူးစင်ဖူရန်ရပါတယ်ဖူရန် Seeking out a passing lane. ဆွဲလာတဲ့မန်ချက်စတာဘလူးတင်ဟိုဘက်ကောင်တစ်ခါလိန်လိုက်တယ်ခင်ဗျာလာတယ်လိုလေးလိန်လိုက်တာလေဖော်ရန်ပြန်ရရှိလာပါတယ်ဟိုဘက်တင်ကပဲပြန်ရလာပါတယ်အာမရပါဘူးခင်ဗျာကျွန်တော် Was an amazing မချက်တာ save. ဘလူးတင်က2-0နဲ့ဦးဆောင်နေတာပါ2-0နဲ့ဦးဆောင်နေတာလို့မန်ချက်စတာဘလူးတင်က2ဂိုးရရှိသွားပါတယ်ဟိုဘက်ကအတင်းကတော့0ပြပါတယ်အာတွေ့လိုက်ပြီများလိုက်ပါဦးခင်ဗျာ Post. They've decided that now is the time for him to လဲရပါတယ်လူလေးကျွန်တော်လဲလိုက်ပါတယ်ခင်ဗျာ sending it deep. ငါတော့လူလဲနေတယ် Beautiful through ball. Steps up to steal the ball. Looking for options. No ကဲ more ပွဲလေးကတော့ပြီးသေးရောခင်ဗျာနိုင်ရရှိပါတဲ့တင်ကတော့မန်ချက်စတာဘလူးမှာ2-0နဲ့နိုင်ရရှိပါပါတယ် today's game. နောက်ထပ်လည်းပွဲစဉ်လေးကိုပြပါခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ TV channel ကို like and subscribe လုပ်ဖို့မေးကြပါနဲ့အားလုံးပဲဘိုင်းမိတ်ပါခင်ဗျာ